ဒီပွဲဖြစ်နေကျွန်တော်လည်းဘောလုံးပွဲလောင်းဖို့ပြောထားရှိတယ်ဒီနေ့ညမန်ယူနဲ့လီဗာပူးပွဲမှာချရနော်ဒီမှာယောက်ျားနိုင်ရင်ယောက်ျားကိုပေးဖို့ဒီမှာရက်ပလင်းပါတယ်နော်ရက်ပလင်းပါတယ်ဒါမထိပါနဲ့နိုင်မထိလို့ရမှာနိုင်မပေးမှာနေဟာမကြီးငါဟာဈေးကြီးတယ်မမြေခွေးလေးနော်နေလိုချင်တဲ့မြေခွေးလေးဒါငါတောက်ရှင်တဲ့ဘလူးလေးပဲမဟုတ်ဘူးမလောင်းတော့သွားမယ်မလောင်းနဲ့လေမသိဘူးလေမိမဘာဝရမမသိလေရောနေတက်လူလေကြာနောက်ပွဲကြရင်ကြေးညှိပေးမယ်နောက်ပွဲကြရင်ကြေးညှိပေးမယ်လာလက်ဆက်လို့အော်ဒီနေ့ဘယ်အသင်းယူမှာလဲမန်ယူနဲ့လီဗာပူးအဲ့ဒါနားမလဲဘူးဘာရောင်နဲ့ကမှလည်းပြောအဖြူနဲ့အနေနဲ့နော်အဖြူကပရီးမီးယားလိမှာဖလားရဘူးလား73ကာလောက်ရှိတယ်အနီကတော့တစ်ခါပဲရဘူးလေကွာဒီနှစ်မှာတော့အဖြူကဟိုအနီထက်ကုန်နေနဲ့အောက်နည်းနည်းလေးရောက်နေတာပါနင်းတော့အဲ့လောက်ရှိကြအစပဲရှိသေးတယ်ဆိုတော့အမျိုးမျိုးဖြစ်သွားနိုင်တယ်လောက်ရှင်းပြကြမှာငါမိမဖြူပဲယူမယ်အဖြူကဘာတဲ့အဖြူကမန်ယူโอเคအနီကလီဗာပူးโอเคရီကမန်ယူယူမယ်စိတ်ပြောရင်လီဗာပူးနော်โอเคဟဲ့နေပါတရေကြမလို့လုပ်တရေတော့မကြချင်မိမအနိုင်ရှုံးပေါ်ကြတယ်နော်ဟုတ်လေမိမကောင်73ကောင်အောင်နိုင်ထားလေယောက်ျားကောင်တစ်ခါပဲနိုင်တာဆိုတော့တရေကြလို့ရှိရင်တော့ယောက်ျားအောင်နိုင်ပေးလိုက်ပေါ့တရေဆိုလို့ရှိရင်မန်ယူကတရေဆိုရင်ဒီပလင်းယောက်ျားရမယ်โอเคနော်โอเคရပါတယ်ပေးပါတယ်ငါတော့ဆရာကြီးကိုယူထားရဆိုတော့โอเคနော်အဲ့တော့ရေတော့ဒီနေ့ညဘောလုံးပွဲကို Canal Plus ရဲ့ Watch Party မှာကြည့်မှာပတ်ရရဟိုတယ်မှာ Let's goဒီဘာလို့ဒီနမိုင်းလေးရှောက်မှာဘိုးများတို့တွေးထားတဲ့ကစားသမားဒီဘောနဲ့Canal Plus ရဲ့ဒီ Premier League Watch Party ကိုဒါပထမဆုံးချိန်ရောက်လာတော့ဆရာကြီးထဲတာအဲ့တော့ဒီကလည်းလကားတော့တယ်အိမ်မှာဆိုရှင်တယောက်ဆိုမိန်းမနဲ့နှစ်ယောက်တည်းဖက်ကြည့်ရတာတော့သိတော့မိုက်ဘူးအဲ့လိုတော့တဲ့တွေကြားပြီးပဲဆိုင်ဘယ်လိုလောင်းမှမသိဘူးဝက်ဒီပဲလောလောဆယ်ပွဲထဲမှာတော့ဖန်တော့မျှပါတယ်အားကြည့်ရတယ်မန်ယူဖန်တွေလည်းဖြစ်ရှိတယ်လို့ကျွန်တော်ရဲ့အနီဖန်တွေပုံများတယ်ကျွန်တော်အနီဖန်တွေဟုတ်လို့လားနောက်ကြည့်စုံနေတယ်လို့လိုက်ပေးလိုက်ပြောင်းဖြစ်နေဒီမှာဘိုးကအိမ်ဝဲတယ်ဒီကောင်လည်းကြုံမပြောဘူးအမေမရဲ့အိမ်လေးအဝေးတွေအရေးမကြီးပါဘူးအိမ်ဝဲဆိုတော့ကြုံပြောမှာပေါ့ငါတို့ဘာမှတည်ရယောက်ျားလည်းတည်ရနိုင်ပေးနိုင်ဘူးမပေးလို့မရဘူးကိုကပြောနောက်ပွဲကြောက်လို့ရှိရင်မိမတည်ရနိုင်ပြီဟုတ်ပြီလား sorry တယ်အစားပဲရှိသေးတယ်နကနာများနေတာအစားပဲရှိသေးတယ်နော်ဟောရှိမှထိုင်ခြင်းလဲရတော့ရဖားလိုက်တယ်ဒီလိုလေးဖားလိုက်တာအာအဲ့လိုလေးဖားလိုက်တယ်ဒါတော့ပထမပိုင်းပြီးသွားပြီဗောနော်ကားပါပွဲထဲမှာမပြောနိုင်ဘူးဖြစ်တယ်သူကဗျာဒါတော့နော်လီဗာပူးကအိမ်ဝင်းမန်းကြီးမသိလိုက်လို့သူ့ပေးနိုင်ပေးလိုက်တာဟိုကမပေးဘူးလေတော့ရှင်းထဲတာအခုမှသိခဏနဲ့ရံဖြစ်ရမယ်နော်တယောက်ကလီဗာပူးတယောက်ကမန်ယူတယောက်ကလည်းမညံ့ရမယ်ဒါတော့နောက်မိနစ်20နေရေဝတ်ကလေးတစ်လုံးကိုပိုင်ဆိုင်ရတော့မယ်ကြီးလေးပါရှင်ယောက်ျားရဲ့အရက်ပလင်းဖြစ်သွားပြီ။အော်စိတ်တော့မကောင်း။စေတနာကျိုးပေးတာပဲစိတ်ပုတ်တဲ့လူတွေမနိုင်ဘူးပိုင်ရှင်လာပြီဒီနေ့တက်နိုင်တဲ့လူကတော့မမကြီးပါရှင်အမလေးမြေခွေးလေးမလေးမြေခွေးလေးမြေခွေးလေးမှုလိုက်တာမိန်းမကိုချင်းထည့်ပြီးတော့မှရက်တော့ပါမယ်ဆိုမှ
လာရှုံးနေသေးတယ်တရေကြရင်တော့ဘာမှပြဿနာမရှိဘူးကွာဂျင်းနေလား ကဲဒီနေ့ကစပြီးတော့ကျမတော့ Man U fan ဖြစ်သွားပါပြီရှင် Man U fan တွေအားလုံး good night ပါခဏလေးဒီရက်ပလင်းကညကျရင်တခိုးရံကြောက်ကြတယ်သူတွေမနိုင်မဲနဲ့ရက်ပလင်းလာခိုးမဲ့လူတွေရှိတယ်ထားမှဖြစ်ဒီမပလင်းလေးနဲ့အိတ်မနော်တတ